ကျမရဲ့ live မှာလာပြောတယ်နော်အသက်40ဆိုရင်လည်းယူမဲ့သူမရှိတော့ဘူးတဲ့အသက်ကြီးနေပြီပေါ့နော်အသက်ကြီးနေပြီယူမဲ့သူမရှိတော့ဘူးအသက်40အိမ်တောင်ပြုတ်တယ်ဆိုတာနော်ကရင်မောကိစ္စတစ်ခုတည်းကိုရည်ရွယ်ပြီးတော့အိမ်တောင်ပြုတ်ရတာမဟုတ်ဘူးနော်အိမ်တောင်ပြုတ်ပြီဆိုတာလက်တွဲပေါ်ရှာတာဘဝလက်တွဲပေါ်ဖြစ်တဲ့အတွက်ဘဝခရီးလမ်းကအနည်းဆုံးနှစ်ပေါင်း40ရှိတယ်အဲ့ဒီနှစ်ပေါင်း40လောက်မှာတူတူသွားရမယ်လက်တွဲပေါ်ကိုရှာတာနော်ဂရင်ဘဝကိစ္စကဘယ်သူနဲ့မဆိုဖြစ်လို့ရပါမယ်အိမ်ထောင်ဘက်ကတော့ဘယ်သူနဲ့မဆိုအိမ်ထောင်ဘက်အဖြစ်ရွေးချယ်လို့မရဘူးနော်အဲ့တော့ကိုအိမ်ထောင်ပြုတ်မဲ့အမျိုးသမီးတယောက်ကိုနော်ဂရင်ဘဝကိစ္စအရသာရှိမရှိကိုဦးစားပေးပြီးတော့ပြုတ်မယ်ဆိုရင်ဂရင်ဘဝကိစ္စကျေနပ်သွားပြီအရွယ်တစ်ခုရောက်သွားပြီအသက်တစ်ခုရောက်သွားပြီအရသာလည်းမရှိတော့ဘူးကြံလိုမျိုးပဲစုပ်ရင်းနဲ့အချိုရည်တွေကုန်လို့ကြံပတ်ကိုထွေးထုတ်တယ်လို့ဟာလားဒီမိန်းမတယောက်စီမှာကိုကနေတာကြာလာတဲ့အခါမှာရိုးအီလာတဲ့အတွက်ကြံပတ်ကိုပြစ်တယ်လို့ထွေးထုတ်မိလိမ့်မယ်နော်မိန်းကလေးတွေကလည်းကိုအဲ့လိုမျိုးထွေးထုတ်မဲ့ယောက်ျားမျိုးကိုမဖြစ်ဖို့အတွက်ရွေးချယ်တဲ့နေရာမှာအဓိကထားယောက်ျားတယောက်ရဲ့ဆုံးဖြတ်ချက်ကသူ့ရဲ့ဉာဏ်ရည်နဲ့အများကြီးသက်ဆိုင်တယ်နော်သူ့ဉာဏ်ရည်နှိမ့်တယ်လို့သူကဆုံးဖြတ်ချက်တွေမှားတတ်တယ်အဲ့တော့ဆုံးဖြတ်ချက်မှားနိုင်တဲ့ဉာဏ်ရည်နှိမ့်တဲ့ယောက်ျားမျိုးကကိုယ့်ရဲ့အိမ်ထောင်ဘက်အဖြစ်နဲ့ရွေးချယ်ပြီးတော့ကိုယ့်ရဲ့အိမ်ထောင်ဦးစီးအဖြစ်နဲ့သူ့ကိုထားမယ်ကိုယ့်ရဲ့ခေါင်းဆောင်အဖြစ်နဲ့သူ့ကိုခန့်အပ်မယ်ဆိုရင်အဲ့ဒီယာတူကသူနဲ့ထိုက်တန်ရဲ့လားသူနဲ့တန်ရဲ့လားလို့အရင်စဉ်းစားမတန်တဲ့နေရာမှာမထားနဲ့မတန်တဲ့ယာတူမပေးနဲ့နော်အိမ်အောင်ပြုတ်တယ်ဆိုတာလင်မယားလောက်တိုင်းကစားတာလည်းမဟုတ်ဘူးနော်ဒီဂရင်ဘဝကိစ္စအရသာခံဖို့ယူကြတာမဟုတ်ဘူးနော်ဘဲမှမဆိုနိုင်ငံတကာမှာအိမ်အောင်ပြုတ်ပြီဆိုရင်ဒါအများကြီးစဉ်းစားကြတယ်နိုင်ငံခြားတွေမှာဆိုရင် living together ကိုနေတာခလေးမွေးတဲ့အထိနေပြီးတာတော့မှလက်မထက်ကြအောင်ဘာလို့လက်မထက်တာလဲဆိုလက်ထက်ပြီးပြီဆိုရင်တရားဝင်ယူပြီးပြီဆိုကွာရှင်းဖို့အရင်ခက်တယ်ဒီမှာတော့မဟုတ်ဘူးနော်ခုနကတော့လို့နုထွတ်ကလေးမှထုံနဲ့မြည်တဲ့အရွယ်18 19 20လေးမှအရန်ကောင်းတာဆိုပြီးတော့ယူကြတာဒီမှာငယ်ရင်အရန်အကြိုက်များတယ်ဟာယောက်ျားအဖိုးကြီးကမိန်းမငယ်လေးယူသွားတယ်ဆိုတာကသူတို့မှအဲ့ဒါကိုဂုံတစ်ခုလို့တတ်မှတ်နေတယ်ဟာမင်းအပြင်မှာမိန်းမတွေမပါတဲ့အပြင်လောကမှာမင်းစော်နဲ့ငါစော်ဘသူပုံမိုက်လဲဆိုပြီးတော့နော်မင်းမရင်ငယ်ကဘယ်အသက်အရွယ်ငါမရင်ငယ်ကဘယ်အသက်အရွယ်ဆိုပြီးတော့မရင်ငယ်ကိုအသက်ပြိုင်ပြီးတော့ငယ်ပုံငယ်လေးမရင်ငယ်အသက်ပုံငယ်လေးပို့ပြီးတော့ဂုံရှိလေကိုကစိန်ခံပစ္စည်းမော်ဒယ်အစ်စ်ကိုကင်ရတဲ့သဘောမျိုးနဲ့ဘဝင်မြင့်နေတဲ့အဖိုးကြီးတွေရှိတယ်နော်အဲ့လိုဟာမျိုးတွေကနေပြီးတော့လူကမူကြိုနှုတ်ကတက်ကတူဟိုနေ့ကဟိုဟာအကြောင်းပြီးနေတဲ့ဟာတွေနော်အဲ့လိုဟာမျိုးတွေနဲ့တွေ့ရောအသက်ကသာငယ်တာဝါမငယ်တော့ပြုတ်စားခံရအောင်နော်အသက်ငယ်ပြီးတော့ဝါမငယ်တော့သူတို့ဟိုပြုတ်စားအောင်အဲ့တော့ဘဝကလူတွေဘဝရဲ့လမ်းခရီးကအရန်ရှည်ကြတာနော်နှစ်ပေါင်း40 50သွားတဲ့လမ်းခရီးမှာတခါမှမချော်လဲဘူးတဲ့သူတခါမှဖင်ထိုင်မကြဘူးတဲ့သူတခါမှဟာလာထိကြိုက်ဒဏ်ရာမရဘူးတဲ့သူဆိုတာမရှိတလောက်ရှားတယ်အဲ့တော့အဲ့ဘဝလမ်းခရီးအရှည်ကြီးမှာရှောက်လန်းတဲ့အခါမှာကိုယ့်ရဲ့ဘဝလက်တွဲပေါ်ဟာကိုနဲ့အတူတူဒီလမ်းကိုစုံတဲ့အထိရှောက်နိုင်မဲ့ယောက်ျားရှောက်နိုင်မဲ့မိန်းမဖြစ်ဖို့အတွက်ဆိုရင်သူနဲ့ကိုနဲ့ brain level တူမှရမယ်နော် brain level မတူရင်တောင်မှကိုပြောတဲ့စကားကိုလက်ခံနားထောင်နိုင်မဲ့အချစ်ရှိဖို့လိုတယ်နော်အဲ့တော့အချစ်လည်းမရှိဘူးညံရည်လည်းမရှိဘူးအုံနောက်လည်းမရှိဘူးအတုံးလည်းမကြဘူးဆိုတဲ့လူမျိုးကိုယူမိတဲ့အခါကျရင်တော့လမ်းတော့မှာတယ်နော်ဇလက်ဝင်ဖင်မမဲခင်ကွဲရလိမ့်မယ်အဲ့ဒါလေးပြောချင်တာပါအဲ့တော့ယောက်ျားယူတယ်ဆိုတာကိုယ့်ရဲ့အိမ်အောင်ဦးစီးကိုယ့်ရဲ့ခေါင်းဆောင်ကိုယ့်ရဲ့ဘဝလက်တွဲပေါ်ကိုရှာတာဖြစ်တဲ့အတွက်ကိုကယောက်ျားယူပြီးဆိုရင်နော်လုံလဝရိယရှိတဲ့ယောက်ျားစူးစမ်းရိုးသားတဲ့ယောက်ျားနော်စိတ်ရင်းစေတနာကောင်းတဲ့ယောက်ျားအရေးချစ်ယောက်ျားကိုယူရမှာကိုယ့်ကိုချစ်တဲ့ယောက်ျားပေါ့ယောက်ျားဘက်ကလည်းမိန်းမယူပြီးဆိုရင်ခုနကလုံးနုထွတ်ကလေးဖြစ်ဖို့အရေးမကြီးဘူးเนาะအိမ်တွင်းမှုလို့တိမ့်ထုတ်သေးချာအိမ်တောင်ရေးနိုင်တဲ့မိန်းမစီးပွားရေးနားလေတဲ့မိန်းမเนาะညံရည်မြင့်တဲ့မိန်းမเนาะကိုနဲ့သူနဲ့မွေးတဲ့အခါကျရင်ကိုကလေးတွေကိုဟာလာမိခင်ကောင်းပြီးသားစွာဖြင့်ဥဆောင်လမ်းပြနိုင်မဲ့မိန်းမကောင်းနော်ကိုရှာဖွေတဲ့ပစ္စည်းစိမ်ဥစ္စာပစ္စည်းတွေကိုထိမ့်သိမ်းဆောက်ရှောက်နိုင်မဲ့မိန်းမကောင်းမျိုးတွေကိုရှာယူရမှာနော်လင်မယားလုတ်ပြီးဆိုရင်ရီးစားနဲ့မတူဘူးနော်လင်မယားဆိုတာကဘဝနှစ်ခုပေါင်းစပ်လိုက်တာရီးစားဆိုတာကချင်းတွေ့ပြီးဖင်ဖုတ်ဖက်ခါပြီးတော့ပြန်သွားလို့ရတယ်နော်လမ်းမှာသူကားတိုက်တေသွားတယ်ဆိုရင်တော့အဲ့အာတူပါကိုသွားမတွေ့လို့ရပြီသူလည်းတေသွားပြီလေ
ကိုလည်းသူဘာလိုက်ဖို့စရာမလိုတော့ဆိုပြီးတော့အသားလေးနှာစီးနေလို့ရတယ်မချစ်တကယ်မချစ်လင်မယားကြတော့မရဘူးနော်သူ့ဘကိုပွဲစိတ်ကြိုက်တာကနေစပြီးတော့မွေးကြိုက်တာဒီကိုနဲ့ဆိုင်တယ်နော်ကိုကိုလည်းအဲ့လိုပဲဟိုဘလို့ပြဿနာတိတိလေးရနေပြီးတော့မိုးချိုးပြစ်တာအထိသူနဲ့ဆိုင်တယ်ကိုလှုပ်သမျှအမားအမှန်ကိုလှုပ်သမျှကောင်းခြင်းဆိုခြင်းဟာသူ့ကိုသွားထိမှာဖြစ်တယ်လို့သူ့ကိုသူနဲ့သက်ဆိုင်တယ်လို့သူလှုပ်သမျှကောင်းခြင်းဆိုခြင်းဟာလည်းအကုန်လုံးကိုကအပြည့်အဝခံစားရမှာဖြစ်တဲ့အတွက်နော်ဉာဏ်ရည်မရှိအုံနောက်မရှိပဲနဲ့ပောက်ကလေးစလုတ်တဲ့လူတွေကိုယူတဲ့လူတွေကအဲ့ဒုက္ခတွေအကုန်ခံရမယ်ခုနကတော့ထုတ်လေးမြည်လို့နုထုတ်ကလေးမျိုးယူလိုက်ပြီးတော့ရှာဖွေသမျှပတ်စံတွေတပြားမကြမ်းပြန်မေးပြားမှမရှိနော်သားသမီးတွေလည်းအမိချက်အမိစားခေါင်းချက်ခေါင်းစားလုပ်လို့သားသမီးတွေလည်းဘဝပြက်လန်းပေးရောက်ဖြစ်ပြက်ကလေးစမ်းနေဖြစ်နော်သားသမီးတွေလည်းစီကမ်းမရှိဇာတိတာတွေမကောင်းမလိမ်မာတဲ့ဟာတွေကိုမွေးပြီးတော့မိသားစုဘဝအနာဂတ်ကြီးပြိုပြက်သွားရတဲ့အကြောင်းရင်းကတော့အဲ့ဒီ brain level မတူတဲ့ဟာတွေကိုသွားယူလို့နော်အိမ်တောင်ရေးမှန်းမသိဘဝမှန်းမသိအနာဂတ်ဆိုတာလည်းနားမလဲအတွေးခေါ်မရှိတဲ့လူတွေသွားယူလို့အဲ့တော့နော်မြန်မာနိုင်ငံရဲ့ဒီငယ်ရင်နုရင်တန်ဖိုးရှိတယ်ဆိုတော့ mindset ကအရန်ကိုခက်နောက်ကျနေပြီအဲ့ဒီ mindset ကိုဘယ်နိုင်ငံမှမသုံးတော့ဘူးနော်နောက်တစ်ခုကဘယ်နိုင်ငံကမီလီယံနာတွေကမှငယ်လေးတွေကိုမသုံးငယ်လေးတွေကိုယူတဲ့လူတွေကအရှင်းပြောရင်သူတို့ဒီကရင်ဘဝကိစ္စကိုအာသာဖြေဖို့တစ်ခုအတွက်ပဲရည်ရွယ်တာနော်ဘဝတစ်ခုလုံးနဲ့သက်ဆိုင်ပြီးဘဝတစ်ခုလုံးနဲ့ရင်းနှီးပြီးဘဝတစ်ခုလုံးနဲ့ပတ်သက်ပြီးဆိုရင်တော့ရင့်ကျက်ပြီးတော့နားလေတဲ့နော်ဉာဏ်ရည်ဉာဏ်သွေးမြင့်တဲ့ပညာရှိတဲ့မိန်းမတွေကိုပဲရှာယူကြရမှာပဲအဲ့တော့အချစ်နဲ့ဆက်ကိုမခွဲခြားပါနော်ဆက်နဲ့ left ကဘာမှမဆိုင်ဘူးနော်အဲ့တော့ left ရှိတဲ့အတွဲတွေမှသာမြဲတာဆက်တစ်ခုတည်းနဲ့ဆိုရင်တော့ကွဲမှာပဲ